ဟိုဒီစတောက်ဆောက်ခွန်တော့ကတော့အဲ့လိုမျိုးတနေ့နေ့ဂိမ်းမဲဆော့နေတော့လေပတ်စံနေကုန်းယုံချပြီးတော့အဲ့လိုပွဲတွေပြပြီးတော့ဆောင်းစူးစမ်းနေတာအဲ့လိုမှ screenless တို့ဘာလို့လာတယ်မကြည့်လိုက်ရအောင်အခုအချိန်မှာမနစ်က EDC မှာ screenless သွားကြည့်ရဒီကလူငယ်တွေအားလုံးအတွက်ပြောပြမယ်နောက်ထပ်250 ACC နေနိုင်မှုအတွက်ငယ်ရွယ်တဲ့9နှစ်ကိုစတေးရမယ်